ငါတန်းရှင်စီပို့ပေးပါအပိုင်း15ချစ်သက်9ရက်လေးအိမ်ရွာ၌ကျွန်တော်တို့ဒီညာစာဇနီးမောင်နှံဟုပြောပြီးအချုပ်ဆက်ဝဲရင်တညအိတ်ခဲ့ကြ၏သူဒီကျွန်တော်လက်မောင်းကိုလိန်ဆွဲလိုက်ပြန်သည်ကျွန်တော်တို့ကိုယ်တိုင်ကလည်းညာစာအခါဟုယုံကြည်နေခဲ့သည်လေးအိမ်ရွာမှနေကင်းဘက်အပြင်သို့ထွက်လာခဲ့လျင်သူဒီကျွန်တော်လက်မောင်းကိုညာစာလင်များလိုပဲမလွတ်တမ်းစုပ်ကန်ဖတ်တွယ်လာထားခဲ့လေသည်သူကသူများတို့ညားနေပြီပြောတော့ကိုသိန်းအောင်ကြီးပြုံးနေတာရှက်လိုက်တာဟုသူဒီပြောလာခဲ့၏ကျွန်တော်တို့သူ့ကိုရာခင်းများရှိရာတောဆက်ဘက်သို့ခေါ်လာခဲ့၏ထိုနေရာ၌နှစ်ယောက်တည်းလွတ်လပ်စွာနေလိုစိတ်ပေါ်နေပြန်သည်ရွာထိပ်စီတောင်ကျချောင်းသားပေါ်တွင်ရရင်ကျွန်တော်ယုံကြည်ရာဖြစ်သည့်စာပေအကြောင်းကိုသူနားမလည်မှန်းသိပါလျက်နှင့်သူ့ကိုအလေးနဲ့ပြောနေမိပြန်သည်သူစာစလုံးမှဖတ်တတ်သူမဟုတ်မှကျွန်တော်သိပါသည်သို့တော့သူနှင့်ကျွန်တော်မှာနှစ်ယောက်မဟုတ်ဟုထိုအခါကျွန်တော်ဒီခံစားနေရ၏သူဒီကျွန်တော်မျက်နှာကိုစိုက်ကြည့်နေရင်စာရေးရဆိုတာပတ်စံတော်ရမှာပေါ့ဟုမေးနေခဲ့သည်အောက်ဘက်ချောင်းမြေရေးသားပြားပေါ်၌သူနှင့်ကျွန်တော်ရက်နေသည်အရင်နှစ်ခုမှရှင်လန်းချမ်းမြေစွာပြုံးရည်နေကြလေသည်အဲ့ဒီခါကျရင်ကိုတို့ရှောက်လေကြတာတွေစာရဲမှာထည့်ရမယ်ကိုတို့တွားလေတဲ့ရာခင်းကလေးတွေစိတ်နေတာစိတ်ချမ်းသာစရာကောင်းတယ်လို့ရေးမှာပေါ့တော်ထဲမှာမင်းနဲ့ကိုနဲ့လွတ်လွတ်လပ်လပ်စကားပြောရရေးမယ်မင်းကရုပ်ရှင်နေရလို့မြက်ခင်းထိုင်ပြီးကောင်းဟင်ကြီးကိုမော့ကြည့်နေတော့ကိုကလည်းရုပ်ရှင်နေရလို့မင်းရှိကဖျက်လျှောက်လာသူ့ရဲ့ကြီးကမင်းသားနဲ့လည်းတူပဲနဲ့သူဒီကျွန်တော်ကိုလိန်ဆွဲလိုက်ပြန်ပြီးနှိမ့်ချိုက်စွာရေးလိုက်သည်ဒါပေမဲ့မင်းရုပ်ကဘယ်မင်းသမီးမှမမိအောင်လှရမှတ်လားမင်းရဲ့ယောက်ျားလည်းရုပ်ရှင်မင်းသားဖြစ်သွားတာပေါ့ဘာမင်းယောက်ျားလဲသူဒီကျွန်တော်ကိုရိုင်သွားအောင်တွန်းလိုက်၏ရာခင်းများရှိရာဘက်သို့သွားနေရင်သူဒီကျွန်တော်ကိုမောင်ကိုသမားအချုံနဲ့ဆွဆွဲပြီးအမျိုးမျိုးမေးခွန်းများမေးလာခဲ့သည်ကျွန်တော်လည်းသူကျင်တဲ့အောင်ရှင်းပြရသည်ကိုစိတ်ပင်ပန်းလာခဲ့ရသည်သူ့အလွတ်ထွက်ခိုင်းမှဖြစ်မှာပဲဒါမှစိတ်ချမ်းသာရမှာသူဒီငွေတရားများစုဆောင်းထားပြီးဖြစ်တဲ့ဖြင့်သူနည်းနဲ့သူကျွန်တော်တို့ချင်းဂျူနိုင်အောင်နွားမဲမီဟုသူကြံစီခဲ့ပုံကိုလည်းပြောပြလာသည်ခုနေငွေတရားဆိုနမပေါက်စားကလေး2កောင်တော့ရရဲ့အဲ့ဒါ3နှစ်မွေးလိုက်ရင်နွားရီမွေးလာကနောက်9နှစ်ဆိုနွားမတအုပ်ဖြစ်လာမှာမကြီးပါနဲ့အဲ့ဒါဆိုသူများတို့တသေးဖြစ်နိုင်တယ်သူ့ကိုအလုပ်ထွက်ခိုင်းရမယ်တောင်ကုန်း2ခုနဲ့ရာခင်းကွက်များကိုလွန်လာခဲ့ပြီးတောင်ကုန်းထိပ်တနေရာ၌ကျွန်တော်တို့ဒီရည်နေမိကြ၏တောင်ကုန်း2ခုနဲ့ရာခင်းကွက်များကိုလွန်လာခဲ့ပြီးတောင်ကုန်းထိပ်တနေရာ၌ကျွန်တော်တို့ဒီရက်နေမိကြ၏ကျွန်တော်တို့အပေါ်၌မိုးသားပြပြသည့်အုပ်ဆိုင်နေ၏အနှင်းဘက်၌ချောင်းကလေးသည်ကွေးကောက်စွာစီးဆင်းနေ၏ကျွန်တော်နှင့်သူကကဘာမြေပြင်ပေါ်၌နှစ်ယောက်တည်းရှိနေသလိုထင်နေရပြန်သည်သူတို့ကျွန်တော်နှစ်ဘေး၌ညင်တက်စွာရဲရင်တခုခုနက်နက်ဆိုင်ဆိုင်တွေးနေခဲ့ပြန်သည်အတန်ကြာမှသူများတို့တကယ်ယူကြတော့မှနော်သူများတို့ညာရင်သူများကိုမရရအောင်နော်သူကခက်တိုးတိုးပြောနေသည်ကျွန်တော်ဒီသူ့လက်ကလေးကိုစုပ်ကန်ထားရင်သူ့မျက်နှာကလေးကိုအကြာကြီးငေးကြည့်နေမိသည်သူ့၏ထိုကလေးစိတ်ကလေးအတွေးမှာရီမောပြောင်လောင်စရာမဟုတ်တော့ပြီထိုအတွေးကြောင့်ကျွန်တော်ဒီသူ့၏ကလေးစိတ်ထားကိုသိနေရ၏သူ့၏ဖြူစင်သောကလေးစိတ်ထားကလေးမှာပေါ်လင်းလာနေသည်အေးပါကွယ်ကိုမရိုက်ပါဘူးအရိုက်မခံခြင်းဟိုထန်းတော်ရဲ့ရောက်အောင်လိုက်လာခဲ့ရမယ်ကျွန်တော်ဒီရည်တမ်းပြပြောနေသည်သူဒီကုန်းထိပ်ပေါ်မှာကျွန်တော်နေဘေးချင်းရှင်ဆင်းလာခဲ့သည်တောင်ကုန်းအစင်တဝက်တင်ပြီးတော့သူများကိုပြစ်မသွားအောင်နော်ဟုတို့ပြောလိုက်လာသည်ကျွန်တော်တို့ရာခင်းအလွန်ထန်းတော်အစ၌ထိုင်လိုက်ကြ၏ချောင်းကလေးမှာထန်းတော်အလယ်မှာဖြတ်၍စီးဆင်းနေသည်ကျွန်တော်ဒီသူ့ပခုံးပေါ်တွင်လက်တင်ထားရင်းကျွန်တော်ရာဘိုးတွေကဗျာတပိုင်းမှတပိုင်းတစကိုရွတ်ပြနေမိသည်ကဗျာမှာပျော်ရွှင်ခြင်းဟုခေါင်းစဉ်တက်ထားသည်ပင်လယ်ရေရာပြင်ထက်ပေါ်မှစင်ရောငှက်ကလေးများဝဲပြန်မြူးပျော်နေပုံကိုကြည့်ရင်မိုးတင်ပြများအောက်၌တစ်ဖြတ်တောက်ပနေသည်လှပဖြာကျနေသည့်ရောင်ကြီးငွေမြင်တို့ကိုငေးရင်တဲတောင်ဆက်ပေါ်လှမ်းချက်ကလေးများပြည့်တက်လာပုံကိုကြည့်ရင်ချစ်သူအိမ်ညိုစိမ့်စိမ့်မျက်နှာကလေးကိုအပူပင်ခင်းမဲ့စွာငေးကြည့်နေရခြင်းမှာကြည်နူးချမ်းမြေ့ဖွယ်ပါတကားထိုနေ့ထိုရက်တို့ရောက်ရန်ချစ်သူတိုင်းမှန်ကန်စွာကျူးပန်းလာနိုင်မိနေ့ရက်တည်တာပျော်ရွှင်ခြင်းမြည်ပေလိမ့်မည်အခုလည်းကိုတော့အဲ့ဒီကဗျာလေးလိုပဲညို့စကားတန်ကိုနားထောင်ရင်ဟိုမှာချောင်းရည်စီးနေတန်ကိုနားထောင်ရင်ထက်လက်တွေလေးတိုးတန်နားထောင်ရင်မျက်နှာလေးကိုကြည့်နေခြင်းနဲ့သူတွေကျွန်တော်ငေးကြည့်နေသည်မျက်တောင်ကိုပုတ်ခတ်လုံးနေသည်သူ့မျက်လုံးများမှာကျွန်တော်ကိုအံ့အားသင့်နေဟန်ပေါ်နေသည်သူ့စကားရဘာမှလည်းမသိဘူး
သူကအယိုးခံတိုင်းခတ်တိုးတိုးညှိပြောနေသည်ကျွန်တော်ဒီသူ့ဘကုန်းကိုကိုင်းလုံးရင်ရှင်နေမိသည်ကျွန်တော်ရွတ်ပြသည့်ကြပြကိုလည်းသူဒီနားလည်မိမဟုတ်ကဲမင်းပြောချင်တာပြောစမ်းပါသူဒီတခုကိုလေးနဲ့တွေးနေပြန်သည်အတော်ကြာအောင်သူဒီဂျင်တက်တိတ်ဆိတ်နေ၏သူအသက်ရှူရှိုက်တန်ကိုသာကြားနေရ၏မိုးမုံကလေးများကျလာသည့်တိုင်အောင်သူဒီမလှုပ်ရှားပေနေအောင်ကြီးများပြက်ကွယ်သွားကမိုးသည်ညိုလာ၏မိုးမုံကလေးများသည်တခဏများသာကျွန်တော်တို့အပေါ်မှာဆက်တိုက်ပြေးသွားကြ၏သူနှစ်ဖိုးပြင်ပေါ်တွင်မိုးဆက်ကလေးများတစ်ဆက်နှစ်ဆက်တင်သွားလေသည်အတန်ကြာမှသူသည်ကျွန်တော်မျက်လုံးအိမ်ထဲသို့တခုခုကိုနက်နက်ရှိုင်းရှိုင်းချပွေသလိုစိုက်ကြည့်နေပြန်သည်သူကသူများတို့အိမ်အောင်ကြပြီမတော်တဆသူများတည်သွားရင်သူနောက်မိမမယူအောင်နော်မနေပါဘူးသူယူမဲ့လူကြီးပါနောက်မိမယူရင်သူများဟိုဘဝကနေပြူစားမှာပဲခလေးလေးပင်ချီပြောနေသည်ကျွန်တော်လည်းမရင်နိုင်တော့ပြီကျွန်တော်ဒီသူ့လက်ကိုခပ်ဖဖဆုပ်ကင်ထားနေမိသည်မင်းတည်ရင်ကိုလည်းလိုက်တင်ပါပဲထင်တယ်ကုမင်းပြောသွားတဲ့စကားရဲ့အကြောင်းရင်ခွင်းနာနဲ့သိမိထင်တယ်လွမ်းချင်ငှက်တွေလို့ပေါ့တကောင်တင်ကျန်တဲ့တကောင်မှလိုက်တင်ပါပဲလေကျွန်တော်ဒီသူ့ကိုအငိမ့်သမကလေးတယောက်နဲ့သူ့ချစ်သူအကြောင်းကိုပုံမြင်လေးတစ်ခုလိုပြောနေမိသည်သူတို့နှစ်ဦးမှာသူပရီဝမ်ကလေးတော်သည်တနေ့တွင်ဇက်ကပြီးအပြန်တိုင်းကားမောက်တဲ့ပြေအငိမ့်သမကလေးမှာစေးရုံပေါ်၌သူ့လိုချစ်သူရင်ခွင်ထဲ၌ကွယ်လွန်သွားခဲ့သည်သူ့ချစ်သူသည်အလောင်းကိုပွေ့ဖိုက်ထားရန်တက်ချက်သွားရမှတတိပြန်လည်းမလာပဲတည်သွားခဲ့သည်မင်းများတင်ရင်ကိုလည်းအဲ့လိုဖြစ်မှာပဲထင်တယ်ကျွန်တော်ဒီလေးနဲ့စွာခံစားကပြောနေမိသည်ဤအကြောင်းမျိုးတွေ့ရသည်မှာစိတ်ချမ်းသာဖွယ်ရမဟုတ်တော့လဲအကယ်၍သူသည်ကျွန်တော်ရင်ခွင်ထဲတွင်ထိုးထိုးတေဆုံးနေကြလျင်ကျွန်တော်ပါလိုက်ပြီးတည်သွားနိုင်သည်ဟုထင်နေမိပြန်သည်ကျွန်တော်ဒီသူ့ကိုပွင့်ညစ်ထားမိ၏သူအဲ့ဒီလိုတော့လိုက်မတည်ရဘူးသူများတည်ပြီးရင်သူများလူဝမ်းနဲ့ပြန်ဝင်စားမှာသူများအပြိုပြန်ဖြစ်လာရင်သူနဲ့ပြန်ယူမှာပေါ့အဲ့ဒီအချိန်တည်းအောင်သူစောင့်နေရမယ်နော်သူဒီကျွန်တော်ပေါင်ပေါ်တွင်လွှဲအိပ်ရင်ပြုံးနေ၏ကျွန်တော်ဒီလဲဆရာကြီးရွှေဦးတောင်း၏ယူပနတီမှချစ်သူကိုနှစ်ပေါင်း2000ကျော်စောင့်နေရရှာသည့်ယူပနတီမင်းသမီးကြီး၏ရုပ်ပုံလာကိုမြင်တွေ့နေမိပြန်သည်မန်တေမပြောင်းနေနိုင်လည်းရင်ချစ်သူကိုပြန်၍တွေ့ဆုံရန်နှစ်ပေါင်း2000စောင့်နေနိုင်သည်ဟုတွေးမိသည်များပါတယ်အဲ့လောက်ကြီးမလိုပါဘူး18နှစ်ထဲစောင့်မှာအဲ့လောက်ဆိုရင်သူများအပြုတ်ပြန်ဖြစ်လာမှာပဲကိုကနှစ်ပေါင်း2000တီးစောင့်နေမယ်သူဒီပြုံးလဲမောချင်နေရင်ခေါင်းခါရမ်းနေသည်ကျွန်တော်ဒီသူ့နှစ်ဖူးကိုညင်တာစွာနဲ့နေမိ၏ထိုညနေကသူ့နှစ်ဘေး၌ကျွန်တော်ဒီရှင်အိတ်ခဲ့၏နှစ်ယောက်စလုံးနှင်းနှင်းချက်ချက်အိပ်ပျော်သွားကြသည်လေဝင်စား၌ရုတ်တရက်မိုးကြီးရွာချလိုက်သောအခါတွင်မှနှစ်ယောက်စလုံးအိပ်ရာမှလမ်းလိုလာကြ၏မိုးရကြီးတဲ့၌ရုတ်တရက်မထသေးပဲသူ့ကိုအတင်းပွင့်ထားရင်နှစ်ယောက်စလုံးနှင်းနှင်းချက်ချက်လွတ်လပ်စွာရီမောခဲ့ကြသည်ထိုညကလေးအိမ်ကန်ထရိုက်တာတိန်းအောင်စီစဉ်ပေးသည့်မြောက်ဖျားရှိတီးတန့်အိမ်တလုံးပေါ်တွင်သူနှင့်ကျွန်တော်ကလွတ်လပ်စွာအိပ်ခဲ့ကြ၏မကြမီရပိုင်းအတွင်း၌လက်ဆက်ယူချမိဖြစ်တဲ့ပြင်နှစ်ယောက်စလုံးပျော်ရွှင်မိကြသည်မှာမီးခိုးမဆုံးမိုးမဆုံးဖြစ်ပေသည်ထို့ပြင်အတာဆန်းကုန်းဘူတာကန်ထရိုက်တာစီစဉ်ပေးတဲ့ပြင်အတာဆန်းကုန်းရာတွင်တညအိပ်ခဲ့ကြ၏စင်ဒီကန်မှာတရက်အင်းတော်ချံမှာတရက်ရွှေပန်းပင်မှာတရက်ခွေးကုန်းမှာတညတောင်ရင်းကြီးတွင်လည်းသူနှင့်ကျွန်တော်သည်ရွှေအင်းတောင်စီတီ၌ပန်းစင်မီများကက်လူရင်းဆူတောင်းခဲ့ကြ၏ဘွာတိုင်းအတူနေရအောင်ဆူတောင်းတော့သူဒီကျွန်တော်ကိုခတ်တိုးတိုးပြောခဲ့လေသည်တညနေ၌သူနှင့်ကျွန်တော်သည်ရတနာပွင့်လာကန်ရေးလေဖျားသို့တွား၍ခူးခဲ့ကြသေးသည်ဖျားရင်မြင်ပေါ်၌ကအတူရှင်၍ထိုင်ခြင်းမှာရိုင်းပြသည်ဟုယူဆ၏ထိုညနေကကံပေါင်ရှိအုတ်ခုံတစ်ခုပေါ်၌သူနှင့်ကျွန်တော်ယူမင်းရက်ကိုကန့်တက်လာကြ၏ထိုအကြောင်းကိုသာနှစ်ယောက်သားတူတူပြောလာခဲ့ကြသည်သူနှင့်ကျွန်တော်ကလက်ထပ်ပေါင်းတင်ရမှန်ပေါင်းတင်ရန်မှတပါအခြားမဖြစ်နိုင်ဟုယုံကြည်ခဲ့ကြ၏ထို့ကြောင့်ပဲသူနှင့်ကျွန်တော်နောက်ဆုံးတညတာ၌တောင်တွင်းကြီးရှိမိရထားအမှုတန်းကျွန်တော်အိမ်ပေါ်တွင်တွေ့ကြသောအခါတွင်လည်းကျွန်တော်သည်လွတ်လပ်စွာပျော်ရွှင်နေခဲ့ကြ၏ထိုညကကျွန်တော်သည်ထုထညံများကိုသူ့ဖောက်တဲ့မသိန်းရှင်တန်းပို့ပေးအပြီး၌သူ့ကိုတောင်တွင်းကြီးခစ်တဲ့ဩဘာညုံရုပ်ရှင်ယုံရှိ၌တွားဆောင်တွေ့သည်ကျွန်တော်သည်သူ့ကိုခေါ်လာခဲ့၏မင်္ဂလာလမ်းထက်ရောက်သောအခါမိုးသည်ရုတ်တရက်တဲတဲမဲမဲရွာချလိုက်သည်ကျွန်တော်ဒီသူ့ကိုမိုးကအင်ကြီးနဲ့ဆွဲတင်လိုက်သည်
မင်္ဂလာလမ်းမှာဓာမီတိုင်များအလှမ်းဝေးသည့်အထက်အချို့ကျွမ်းနေကြသဖြင့်မှောင်မဲနေသည့်မကြီးပင်အရေးများကြောင့်ပို၍မှောင်နေခဲ့၏ကျွန်တော်ဒီမိုးရွာချီတဲ့တွင်သူ့ကိုမိုးကအား၌နမ်းနေရင်ပျော်နေမိပြန်သည်ဒီလမ်းကဖြက်လန်းလေးညွညွရဲ့ပူတာယုံသွားတဲ့ဖြက်လန်းပြီးတော့ဖြစ်ချစ်ပိတ်မှန်ဆောက်ခြင်းတိတ်မြန်တဲ့ဖြက်လန်းမှောင်လိုက်တာမဲလို့ဘယ်သူမှမမြင်အောင်မှတ်လားသူ့ကိုယ်လုံးသူ့တိကလေးမှာကျွန်တော်ရင်ခွင်ထဲ၌ပျောက်ကွယ်ခမှန်ဖြစ်နေသည်သူဒီကျွန်တော်ဘိုက်ကိုလိန်ဆွဲလိုက်၏သူဒီလမ်းကစောင့်ရင်ဘယ်နေရာကိုဒီလိုလှုပ်ဘူးတလည်းမသိဘူးသူများမလိုက်ချင်တော့မိုးတံများကြား၌ကျွန်တော်ဒီအော်ရဲ့ရင်နေမိ၏မိမလိုက်ချင်တာကိုအိမ်ပေါ်ရောက်မှပြောကွယ်အိမ်တို့ရောက်တော့ကသူ့တကိုယ်လုံးမှာရွှဲနေနေသည်သူ့အတွက်အဝယ်လဲစရာလည်းမရှိတော့ပေကျွန်တော်ပစုံများမှလည်းပင်မင်းဆိုင်ရောက်နေကြ၏နောက်ဆုံး၌သူသည်ကျွန်တော်ဘောင်းမီကိုသာဝေးရလေသည်သူအဝယ်လဲနေစဉ်၌သူရှက်နေတဲ့ဖြင့်ကျွန်တော်မျက်နှာလွှဲထားရ၏ကျွန်တော်ဒီသူ့ကိုကြောပေးကဘီရိုထဲမှအရက်ပလင်းကိုဆွဲယူနေ၏သူဒီဘောင်းမီကြီးပွားရောင်းကိုလဲပြီးတခိခိရင်ကျွန်တော်ရှိရသို့လျှောက်လာသည်ကျွန်တော်ရှင်၌သူသည်ဟမ်ဘာပါခါတောက်ရလိုက်၏မိုးကြီးတဲဆန်စွာရနေတဲ့ဖြင့်သူနှင့်ကျွန်တော်သည်လွတ်လပ်စွာရေလမ်းမိကြပြန်သည်ထို့အခါတွင်ကကျွန်တော်အင်္ဂလိပ်ပေါ်ရှိအရာဝတ္ထုအပေါ်မှာပို၍လှပလာကြသည်ဟုထင်ရ၏သူနှင့်ကျွန်တော်အိမ်ရန်ဝယ်ထားခဲ့သည့်လူတစ်ယောက်မျှမအိပ်ဘူးသေးသောကတင်မှပေါ်လစ်ကြောင်သည်ပို၍တောက်ပလာသည်ထင်ရ၏သူအရက်တောက်သလားသူများနဲ့နေမတောက်ရအောင်နော်ဟုပြောနေပြန်သည်နည်းနည်းချင်းချင်းမှညို့ရဲ့မင်းနဲ့ရရင်မတောက်တော့ပါဘူးသူဒီဖြက်ခနဲ့ပလင်းကိုဆွဲလိုက်သည်ဒါဖြင့်မတောက်နဲ့တော့လေကိုသူများနဲ့ညားနေပြီမှတ်လားသူအရက်ပလင်းကိုဘီယိုထဲပြန်ထည့်အပြီးတွင်ကျွန်တော်ဒီသူ့ကိုဆွေကနေပို့ယူလိုက်ပြီးသူ့ကိုရုပ်ကလေးတစ်ခုလိုပြစ်တင်လိုက်သလိုကတင်ပေါ်ပြစ်တင်လိုက်၏သူဒီကတင်ပေါ်ရှိဖွဲမွေရပေါ်၌လိမ့်သွားစဉ်တွင်ခလေးကလေးလိုစော့ကစားပြီးရေးသလိုတခိခိတသိမ့်သိမ့်ခါအောင်ရင်းနေပြန်သည်ဟောဘီယိုအသေးကလေးကမင်းအဝတ်စားရထဲဖို့ဟိုမန်တင်ကောင်ကမင်းအလှပြင်ဖို့ဟောဤကတင်ကဒုံးရအတူအိတ်ဖို့ကဲအခုအစမ်းအိတ်ကြည့်အောင်လေသူဒီကျွန်တော်ရင်အောင်တတိုင်းတိုင်းထုနေစကားအကောင်ပြောစမ်းမှာသူဒီကျွန်တော်ရင်ခွင်ထဲမှာလူလက်ရုံးကန်နေပြန်သည်မင်းအရက်မတောင်းနဲ့ဆိုလို့ကိုမတောက်တော့ဘူးနော်မင်းလည်းကိုယ်စကားနားထောင်ရမယ်နော်ဟုတ်လားဒါပြင်မင်းမောင်ကိုမကူရတော့ဘူးဘာဖြစ်လို့ပထမနိုင်သူဒီနေ့ဆိုင်ဆိုင်ပြုံးနေသည်အခုမင်းနဲ့ကိုနဲ့အိမ်အောင်ကျနေပြီလေခဏမြအချနိုင်သူဒီပြုံးနေစဉ်၌ပင်တခုခုကိုနှဆိုင်စွာတွေးလိုက်မိတယ်လို့တည်ငြိမ်သွားပြန်သည်အစောပိုင်းကရေတံများလွှမ်းမိုးနေခဲ့တဲ့စက္ကန့်ပိုင်းအချင်းတို့ကလေးမှာယခုမရှိတော့ပေစင်ဟော်တီမျက်ရည်များဝိုင်းလာနေသည့်သူ့မျက်လုံးအိမ်ကိုငီးစီနေမိ၏သူဒီနှခမ်းကိုစက္ကန့်နဲ့ကိုက်လိုက်ပြန်သည်သူများမှောင်ကိုကူးနေရတာတိတ်ပျော်လို့လုံနေတာလို့သူထင်နေလားယင်သူအခက်တို့ပြောနေသည်ဂျပန်ကိကဂျပန်ကိုမာစတာခေါ်နေကြရတဲ့မိန်းကလေးတွေကခေါ်ခြင်းလို့ခေါ်ကြရတယ်ထင်သလားယင်အဲ့မိန်းကလေးတွေဘာဖြစ်ကြံခဲ့တယ်လဲအခုလည်းသူများမှောင်ကိုကူးလို့သူမယားဖြစ်လာရတာလို့ပြောစရာဖြစ်နေရမှတ်လားမိမဆိုတာဘယ်မိမဖြစ်ဖြစ်သူတို့ကိုသူတို့တန်မိုးထားခြင်းကြတာပဲဖာဖြစ်တာတော့မှ9ချက်30ကျွန်တော်ဒီသူ့ပါဇက်ကိုပိတ်ထားလိုက်သူတို့ကွယ်တော့ပါတော့ကျွန်တော်တို့ဒီတအုပ်ကိုတော့စိတ်ထိခိုက်စွာပြီးကြည့်နေမိကြသည်သူဒီပါဇက်ကိုဖွင့်ပြီးအသက်ရှူနေသည်သူ့မျက်လုံးအိမ်မှမျက်ရည်များသည်တလိမ့်လိမ့်ကြွေကျလာနေကြ၏ကျွန်တော်ဒီသူ့ပါးပေါ်မှာမျက်ရည်များကိုကျွန်တော်ပါးဖြစ်ပို့တိုင်နေမိပြန်သည်ဒါရီမပြောနဲ့ညညရဲ့မင်းကိုဘလောက်ချစ်တယ်ဆိုတာမင်းသိပါတယ်ကိုနှိမ့်ဆက်နေတယ်လို့ပဲထိုညအတော်ကြာမှကျွန်တော်တို့ဒီထိုစကားများကိုမင်းပြနိုင်ကြ၏သူ့ကိုတောင်းရယူရန်အတွက်ကျွန်တော်အမေကိုမှားထားရအမေရောက်လာမည့်ရက်ကိုကျွန်တော်တို့ဒီပျော်ရွှင်ခြင်းဥစားဖြင့်လက်ချိုးရည်အတွက်နေမိကြပြန်သည်ရှိလာစမ်းလျင်အမေလည်းရောက်လာကျွန်တော်ခရီးစရိတ်3လစာလဲပါအလာနဲ့အန်ကိုက်နေသည်ရှိလာစမ်း၌ငွေစုငွေချေအတင်းမှကျွန်တော်ရစရာရှိသည့်ငွေများလဲရမည်ကတင်ပေါ်၌ကျွန်တော်တို့ဒီမျက်နှာချင်းဆိုင်အိတ်နေကြရင်ပြောစရာစကားများမဆုံးနိုင်ဖြစ်နေကြပြန်သည်ခလေးပဲလဲအောင်မွေးမလဲကျွန်တော်ဒီမင်းနေခဲ့၏သူကလက်ဆယ်ချောင်းထောင်ပြရင်ကလေးတွေမရရိုက်မှာပဲအဲ့တော့ကိုကရှေ့ရစီးကရင်မင်းတို့ကိုပါတင်ရိုက်မယ်မိမပါပြီးတော့မှကလေးရရိုက်ပြီးမှမင်းပါရောငုံမှာမှတ်လားကဲမင်းမှာဘိုက်ကြီးတစ်ခွဲသားနဲ့ဖြစ်နေရောဒီလိုညာအိတ်ရထဲမှာမင်းကပလက်အိတ်နေရောအထက်ကအကောင်တို့အထက်ကအကောင်ကိုဒိုးနှစ်ယောက်စောင့်ကြည့်နေရပေါ့အဲ့အကောင်ကခြေကားရလက်ကားရလုံနေရင်တို့ကအပြင်လှမ်းဖန်ထားမယ်ဒီကောင်အထဲမှာအတင်းယုံနေမှာနော်သူဒီကျွန်တော်ကိုလိန်ဆွဲနေချက်စရာတွေတော်ဆန်းဟုငေါ့နေ
ကျွန်တော်ကသူ့ကိုဝင်ကြီးတခွဲသားနဲ့ဖြစ်နေလျင်သူ့ကိုလက်တွဲကဂုံယူဝင်ကြားစွာညနေတိုင်းလမ်းလျှောက်ရင်းကျွန်တော်စိတ်၌ချီနူးနေမိကိုကြိုတင်တွင်းနေမိပြန်သည်ထိုအခါတွင်ကသူ့ကိုကျွန်တော်ချစ်တင်မြတ်တာမှယခုထက်အစာများစွာပို၍စင်ကြယ်ကြည်လင်နေမိကိုတွေးသိနေသည်သူကသူနဲ့မတည့်သည့်အစားအစာကိုချင်းချင်းတက်ပြီးမျက်ရည်တဝဲဝဲဖြင့်တတော်တော်တောင်းနေလျင်ကျွန်တော်ကမပေးမိရန်မနှဲထင်းချုပ်ရပေမည်မိုးသည်ထုံညကိုအမှတ်တရဖြစ်ရန်တသေးသေးရွာနေခဲ့သည်၄နာရီ၌သူသည်သုံးမောင်းခောက်တံကိုနားထောင်ပြီးတပ်ပြင်းချနေပြန်သည်နာရီရလည်းမြန်လိုက်တာနော်သူသည်ညှဉ်းညူနေသည်သူသည်ကျွန်တော်ကိုအိပ်ပျော်နေသည်ထင်ပြီးနှိုးသည်အိမ်တစ်ခုလုံးတည်တည်တက်တက်ဖြစ်ရန်တိမ်စီသည်ဝင်းများကိုလဲပြီးမျက်နှာကိုတနခါမှုံများလို့ပြီးကတင်နားလျှောက်လာကရက်ပြန်သည်ဒီနေ့တနင်္ဂနွေနေ့ကိုနားရက်ဒီနေ့တနင်္ဂနွေနေ့ကိုနားရက်မင်းမပြန်ပါနဲ့လားမင်းဒီမှာရောက်နေတာဘယ်သူမှလည်းသိရမဟုတ်ပါဘူးကျွန်တော်ဒီသူ့လက်ကလေးကိုဆွဲကင်ထားသည်အမေနေမကောင်းလို့ဆေးလုံးကမနှက်ရအောင်မှဖြစ်မှာမဟုတ်ပါသူများလည်းတရားမပြန်ချင်တော့ပါဘူးကွယ်ရှေ့လာမစမ်းမီရံများ၌ကသူဒီမောင်ကိုအလုပ်ကိုရံအနေငယ်များလုံးနေရပေမည်ထိုရံများအတွင်း၌ထုံးမောင်မပါမီရံများကိုကျွန်တော်ဒီသူ့ကိုတွက်ပြနေမိ၏ထုံးမောင်ကအိမ်ထဲမှာတတိယလာကဆေးရုံတက်ပြီးဆေးရုံမှာဆင်းလာခဲ့သည်မှာရပ်ပိုင်းမြတာရှိသေးသည်